先也是设计。မြစ်သားစမုံပေါက်မှာပါဒီမှာလဲသုံးမင်းဟိုးမှာနည်းနည်းတော့မဟုတ်ဘူးကားတွေရောမကြည့်အောင်အိုးရေတွေကိုထွက်လို့ကြည့်အောက်ထဲမှာဒီကြီးထားတဲ့အချိန်နဲ့တလားလောက်ကတော့ဟိုင်းရစ်သားနဲ့ပြင်ဒီလမ်းကြောင်းတော့ယာယီပြင်လာပါရောဒီနေသားဆိုတလားနဲ့ပြင်ဆင်ရမှာအနည်းဆုံးပြင်ဆင်ရမှာတရားကတော့ထိခိုက်မှုတိတ်မရှိပေမဲ့ဒီပြည့်ရကြောင်းကြတော့အင်မတန်မှ ဟိုမှာကားကြီး ဟုတ်ကားကွာဘယ်ဆက်သွားလို့မရတော့ ရတော့ ဘူးကူးကြမှာတော့ခင်ဗျားတို့ထုတ်ကြည့်လဲအဲ့ဒါယူ ကားတစ်စီးဟိုမှာ လဲတော့ပါတော့မဟုတ်ဘဲနဲ့ရှေ့ဘလို့လဲကူးကြမှာတော့ စားပါလေအပေါ်လေဆိုခုနိုင်တယ်လူကူ ဆင်ညာနေပတ်လို့ အနေများလေ မင်းတို့